ဆွဲတဲ့သူကိုတန်ရှင်းသွားစေတဲ့အကြောင်းအရှင်ယေရှုမြို့တစ်မြို့မှာရှိနေတဲ့အချိန်မှာတကိုယ်လုံးအနုရောဂါဆွဲကပ်နေတဲ့သူတစ်ယောက်ဟာကိုရောကိုမြင်တာနဲ့ရှေ့တော်မှာလာရောက်ပြက်ဝတ်ပြီးအရှင်အလိုတော်ရှိရင်ကျွန်တော်ကိုတန်ရှင်းစေနိုင်ပါတယ်လို့အသနာခံတောင်းလျှောက်လိုက်တယ်ဒီခါမှာအရှင်ယေရှုကလက်ကိုဆန့်ပြီးငါအလိုရှိတယ်တန်ရှင်းစေလို့မိန့်တော်မူပြီးသူ့ကိုတိုးထိလိုက်တာနဲ့ချက်ချင်းပဲအဲ့ဒီလူရဲ့အနုရောဂါဟာပျောက်သွားတယ်အရှင်ယေရှုကအဲ့ဒီလူကိုဒီအကြောင်းဘသူ့ကိုမှမပြောပါနဲ့ဒါပေမဲ့ယေဘရဟိတ်စီသွားပြီးကိုပြပါပြီးတော့မင်းတန်ရှင်းသွားပြီဆိုတာကိုလူတွေရှေ့မှာတတ်သိဖြစ်ဖို့မောရှေတရားအတိုင်းစင်ကြယ်ခြင်းပူဇော်တတ်ကာကိုဆက်တာပါလို့မိန့်တော်မူလိုက်တယ်ဒီအကြောင်းဟာနေရာအနှံ့ကိုပြန့်သွားတယ်ဒါကြောင့်လူတွေဟာတရားနာဖို့နဲ့အနာရောဂါငြိမ်းစေဖို့ကိုရော့စီကိုစုဝေးရောက်ရှိလာကြတယ်ဒါကြောင့်ကိုရော့ဟာလူအုပ်ထဲကထွက်လာပြီးတောထဲကိုတယောက်တည်းသွားပြီးဆူတောင်းတယ်ဒါကတော့ရှင်လုကာအခန်းကအပိုက်ငယ်7မှ16အထိဖြစ်ပါတယ်